အဲ့တော့လူတွေရဲ့ယင်ထဲမှာဖြစ်တဲ့လောဘသည်ဘာလောဘဖြစ်စိတ်ရဲ့အညစ်အကြေးပဲဘာလောဘဖြစ်ဆိုကိုပစ္စည်းကိုလိုချင်တာပဲဖြစ်ကိုမိသားစုထဲမှာနော်ကိုမျိုးသားကိုမျိုးသမီးကိုနှစ်သက်မြတ်နိုးတာပဲဖြစ်ပေါ့ကိုဟာပဲဖြစ်ဘာပဲဖြစ်လောဘသူများဟာသွားနှစ်သက်တာပဲဖြစ်စီသူများပစ္စည်းလိုချင်တာပဲဖြစ်စီလိုချင်တာမှန်သမျှအဆိုးကြီးပဲလို့သူတို့ပြောတာပေါ့စိတ်ရဲ့အညစ်အကြေးပဲလောဘမှန်ရင်စိတ်ရဲ့အညစ်အကြေးပဲလို့သူတို့ဆိုလို့ဒါကိုစဉ်းစားကြည့်စရာကောင်းတယ်တာမန်ပုဂ္ဂိုလ်ကကြည့်မယ်လေကိုပစ္စည်းကိုတွေ့တာဟာအပြစ်လားလို့မေးကောင်းမေးလိမ့်မယ်အပြစ်လို့ဆိုတဲ့နေရာဟာရှားစိုးမှုနဲ့ညှိတာမှအပြစ်မဟုတ်ဘူးနော်မကောင်းကျိုးဖြစ်စေတဲ့ရင်အပြစ်လို့ပဲခေါ်ရတယ်ကိုဟာကိုနှစ်သက်တာကိုပစ္စည်းကိုတွေ့တာကိုမိသားစုကိုတွေ့တာအပြစ်လားတရားဥပဒေရတာအပြစ်မရှိဘူးလေလူရဲ့ဥပဒေရကြတော့အပြစ်မရှိသို့တော့ဓမ္မဥပဒေရကြတော့အပြစ်ဖြစ်တယ်ဘယ်လိုအပြစ်ဖြစ်တာလောဘဖြစ်လို့ကိုဟာကိုတွေ့တာပဲဖြစ်စေကိုမိသားစုကိုတွေ့တာပဲဖြစ်စေတွေ့တာမှုအလုံးသည်တောကကိုဖြစ်စေတယ်